သွားသေးဘူးလား လုံနေပွဲမှာ နောက်နှစ်ဘွက်တက်မှာတာသေးတယ်မင်းကွာမင်းနဲ့ငါနဲ့ဟိုတယောက်တစ်လက်စီရှင်းကြီးလေနော်မနေ့ကမင်းရှင်းတဲ့လက်တုန်းကငါလက်ဖေးတစ်ခွက်ထဲတောက်ပြီးငါပြန်သွားတာဒီနေ့ငါရှင်းတဲ့လက်ကွာမင်းကြည့်ဦးကွာဒီမှာအတုတ်ကတစ်ဘွက်ထမင်းကနှစ်ဘွက်နော်ပြီးတော့ခေါက်ဆွဲတုတ်ခိုးမာတဲ့တာဆန်တုတ်ကထက်စားတယ်နောက်နှစ်ဘွက်တက်မှာတာကြီးပလာတာနှစ်ဘွက်စမူစာတယောက်အီချာဝေးတွေရောမင်းဟိုးရလားကွာအဲ့လောက်ကြီးမလုံးနဲ့လေမင်းကလည်း အော်မင်းနဲ့ငါနဲ့တယောက်တစ်နေ့ငပိတ်လိုက်မှာရှင်းချင်းလေမင်းနဲ့တော့လည်းငါရှင်းတာပဲလေငါလည်းကြတော့လေမင်းရှင်းရမှာပဲလေငါစားတာ မင်းနဲ့တော့ငါရှင်းတယ်လို့မင်းတို့လာမပြောနဲ့လေငါလက်ဖေးတစ်ခွက်ထဲတောက်တာကွာငါလူနားလေတယ်မင်း မင်းပြောလို့ငါလူနားမလဲလို့ ဟိုငါအဲ့လိုတော့မပြောဘူးဒါမျိုးမင်းခံယူတာငါပြောချင်တာတုံလို့ပေါ့ကွာသူညမပတ်သက်ရှိလားသိမရှိလားမသိနဲ့ ဟာဒါတော့တယောက်တစ်နေ့ရှင်းချင်းရတော့ကွာမင်းကငါလည်းငါကြိုက်တယ်စားမယ်မင်းလည်းမင်းတိုက်တော့စားကွာဒီလည်းမကလို့မင်းစားနေတာစားငါရှင်းမယ် အေးပြီးရောရတယ်ဟဲ့အောင်မနှက်ပြန်ကြမင်းရှင်းမဲ့လေငါစားမယ်အဲ့လိုမျိုး အဲ့တော့ငါပြောမလို့မင်းနေတာမင်းကလည်းတပည့်တိုင်းမှာတရားစီရှင်းချင်းလေအဲ့ဒီနေ့ကငါမနှက်ပြန်စားပြီးတော့မလုပ်တော့ဘူး ဟေး အောင်မလေးကွာထူးထူးဆန်းဆန်းနောက်ပွင့်မဲ့ဖရားလေးမြန်တန်းစီပြီးတော့ခုချက်ချင်းပွင့်အောင်မလားအောင်ပြတဘွားလုံးသူများရှိတာဒိုင်မန်တို့ဂုံးစင်းလာတယ်ကွာငါ့ကိုလက်ဖေးတိုက်ချင်လို့ဆိုပြီးဆိုင်အောင်ချင်းနေဟဟလားဗါတယ်ပတ်သက်ကောက်ရလား ဘေးရကောက်ရမှာတော့ကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းကိုတိုက်ချင်လို့ကျွေးချင်လို့မွေးချင်လို့အဲ့ဒါကြောင့်တတ်ခေါ်လာတာတပည့်ပဲမလုပ်နဲ့ဘာမှအောင်နဲ့စားချင်တော့အကုန်မလို့ရတယ် တင်းချင်းမင်းတိုက်လို့ကငါတောက်ရတာရောက်ရေဘရစ်ဖတ်စားတာများသွားတယ်ကွာမနေ့ကငါသမင်းကြောင်နဲ့ဟာဘာကနဲ့စားလာလို့ သမင်းကျော်နဲ့ဟမ်ဘတ်ကောင်မင်းဘလူများတွဲစားလဲကွာငါ့ကိုပြောသမ်းပါ ဟုတ်လေသမင်းကြော်ကစားပြီးတဲ့အချိန်ကျမှဟာဘာကဒယ်လီဗရီနဲ့ရောက်လာတာကွာအဲဘိုင်နေနဲ့တင်းနေလို့ ဟုတ်ကြားရ တော်ကြီးလက်ဖေးရယ်ပဲနံများလေးရယ်ပဲဂျာလေးရယ်လက်ခုပ်လေးတစ်ပွဲအတုပ်လေး၃ပွဲလောက်ရယ်ဆိုတော်ပါပြီ ငါလည်းဝေးတယ်ပြောတော့ဘိုက်မစားဘူးဆို မဟုတ်လေပါစက်ထုတ်တော့မှရွာအမျိုးတွေနေအိမ်လာလဲမယ်တဲ့ အဲ့ဆိုရင်တော့ပြောစားရှိရလေးတော့ပြောမယ်နော် အေးပါစက်ပဲထုတ်လိုက်ပါတော့ငါတင်ပြ အဲ့ဆက်ပြောလို့မရဘူးလေသူကချင်းငါပြောစားရှိလို့အဲ့လိုကျွေးမွေးပြီးတော့ခေါ်လိုက်တာဟိုမင်းအခုအေးအေး ဘာတော့